ရန်ကိုစားလို့ကောင်းမဲ့ခရမ်းချင်သီးငါ6ချက်မွေးမွေးလေးရပါပြီဒီနေ့ကတော့ခရမ်းချင်သီးငါ6ချက်လေးနဲ့တကယ်ကိုစားကောင်းချက်ဆိုတာချက်လေးလေးပါပြပေးထားတယ်အဆုံးထိကြည့်ပေးနော်Hello ဓမ္မအားလုံးမင်္ဂလာပါ fresh ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ဒီမှာခရမ်းချင်သီးငါ6ချက်လေးနဲ့စားမယ်ပြီးတော့ဒီမှာတိုးစရာတွေလည်းပါတယ်ကဲဒီမှာကြည့်ပါအောင်ခရမ်းချင်သီးငါ6ချက်လေးကြည့်တာနဲ့တင်လုံးဝစားကျင်စရာလေးနော်ပြီးတော့ဒီမှာပဲသီးရယ်ညစ်ရယ်ခွာသီးရယ်ခရမ်းချင်သီးရပါတယ်ကဲခရမ်းချင်သီးငါ6ချက်လေးနဲ့စားကြပါအောင်ဗျာစားကောင်းလိုက်တယ်ဆိုတာလေဒီပါအားရပါရထမင်းနဲ့ဟင်းနဲ့နယ်ပြီးတော့စားတာချက်စားကြည့်ဆွဲသွားစေရမှာဒီခရမ်းချင်သီးငါ6ချက်လေးရလေချက်ရတယ်လွယ်တယ်ချက်နီးလေးပြတ်ထားလိုက်မယ်နော်လိုက်ကြည့်လိုက်ပထမဦးဆုံးဈေးရဝယ်လာတဲ့ခရမ်းချင်သီးတွေကိုအရင်ဆုံးပြုတ်ပါမယ်ခရမ်းချင်သီးတွေပျော့သွားပြီးတော့မှချက်ရတာပို့ပြီးတော့အဆင်ပြေအောင်လုပ်ပါကျွန်တော်ကတော့ခရမ်းချင်သီးငါ6ချက်ဖို့အတွက်အသားချောင်းငါ6လေးကိုအသုံးပြုထားပါတယ်ပြီးလို့ရှိရင်အနေတော်တုံးလေးတွေတုံးပါမယ်ငရုတ်သီးစိမ့်နဲ့နန်းနံပင်လေးကိုပြင်ထားပါမယ်ပြီးရင်နန်းနံပင်လေးတွေကိုဒီလိုစိတ်ကြိုက်ပြီးပါမယ်ကဲစားချက်ပါမယ်ဒဲအုပ်ထဲကိုစီထည့်ပါမယ်စနွင်းလေးထည့်ပါမယ်ချက်သွန်ဖြူနဲ့ချက်သွန်ဖြူထောင်းထားတာလေးကိုထည့်ပါမယ်ပြီးပြီဆိုလို့ရှိရင်အယောင်တင်မုတ်ထည့်ပါမယ်မွေးနေအောင်စီတက်ပါမယ်ချက်သွန်ဖြူနဲ့ချက်သွန်ဒီလေးတွေမွေးပြီးတက်လာပြီဆိုလို့ရှိရင်ခုနကတော့ထီးထားတဲ့ခရမ်းချင်သီးလေးတွေကိုထည့်ပါမယ်ပြီးရင်တော့ခရမ်းချင်သီးလေးတွေကြေသွားတဲ့အထိစီတက်ပါမယ်ခရမ်းချင်သီးလေးနူးလာပြီဆိုလို့ရှိရင်သူ့ရဲ့အရသာသူငံပဲလေးထည့်ပါမယ်စားမထည့်ဘူးเนาะချက်သားမို့လေးထည့်ပါမယ်ပြီးပြီဆိုလို့ရှိရင်ငါ6လေးထည့်ပါမယ်ငါ6တွေကတော့အသားတွေပဲငါ6လေးတွေကြက်တဲ့အထိရယ်ခရမ်းချင်သီးလေးတွေလိမ့်တဲ့အထိရယ်ကိုထပ်ပြီးတော့တည်ပါမယ်ငါ6လေးတွေနူးသွားအောင်လုပ်ရေလေးနည်းနည်းလေးထည့်မယ်နော်ပြီးရင်ခဏလေးအုပ်ထားပါမယ်ခရမ်းချင်သီးလေးတွေနူးပြီးတော့အစီပြန်လာပြီဆိုလို့ရှိရင်အသင့်လှုပ်ထားတဲ့ငရုတ်သီးစိမ့်ရယ်နန်းနံပင်လေးတွေကိုထည့်ပါမယ်ပြီးရင်ခဏလေးတည်လိုက်တယ်ဆိုလို့ရှိရင်တော့အရန်ကိုစားလို့ကောင်းမဲ့ခရမ်းချင်သီးငါ6ချက်မွေးမွေးလေးရပါပြီအိမ်မှာဘာဟင်းချက်စားရမှမသိတဲ့သူတွေဒီဟင်းကိုချက်စားကြည့်လိုက်ခမင်းအရန်ကိုမြင်တယ်ကျွန်တော်စားတဲ့ပုံစံကိုပဲကြည့်လိုက်တော့မချောက်ကငံပေမဲ့တိုးစရာလေးတွေကချိုနေတော့လေစားရတာတကယ်ကိုကောင်းတယ်ငါချောက်ကိုချက်မယ်ဆိုလို့ရှိရင်တော့အငံလေးတော့နည်းနည်းလေးသတိထားနေတယ်ပေါ့နော်ပဲဒီကလည်းချိုးနေရပါကဲစားလို့တော့ပြီးတော့ပါပြီဒီမှာထ
မင်းလည်းမကြံတော့ဘူးဆိုတော့ဒီခရမ်းကျင်သည်ငါ6ချက်လေးကိုအိမ်မှာချက်စားကြည့်ပါစားလို့အရင်ကောင်းပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးလို့အထူးပဲကျေးဇူးတင်ပါတယ်နောက် vlog တွေမှာပြန်ဆောင်ကြမယ်တော့အားလုံး bye bye